ဒီတစ်ပတ်တော့အများပြည်သူဘုဒ္ဓအလုံးဟာဒီစာချုပ်ရက်ခေါ်ပြည်ရင်းစာချုပ်ချုပ်ဆိုခြင်းနဲ့ပတ်သက်ပြီးတော့သိရင်သိလိုက်တဲ့အချက်လေးတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ရောင်းဝယ်စာချုပ်အိမ်ငှားစာချုပ်စသဖြင့်ရက်ကွက်ထဲမှာနော်စာချုပ်တွေအမျိုးမျိုးချုပ်ဆိုကြတယ်။ချုပ်ဆိုတဲ့အခါမှာစာချုပ်ချုပ်ဆိုတဲ့အခါမှာဒီပြည်ရင်းပေါ့စာချုပ်ချုပ်တယ်ဆိုတော့ပြည်ရင်းပြုတယ်လို့ခေါ်ပါတယ်ဥပဒေရတော့စာချုပ်ချုပ်တဲ့အခါမှာပြည့်စုံရမယ့်အင်္ဂါရက်ကလေးတွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အများပြည်သူသိရှိအောင်လို့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။အရောင်းဝယ်ဖြစ်အချိန်ငှားလို့တာပဲဖြစ်ဖြစ်ဥပမာပေါ့တစ်ဖက်ကကမ်းလှမ်းတယ်ဒီအင်ကိုဥပမာဝယ်ခြင်းနဲ့တစ်ဖက်ကလည်းတင်ကိုရောင်းမယ်လို့လက်ခံတယ်။ဒီနည်းအားဖြင့်အဲ့ဒီတစ်ဖက်ကကမ်းလှမ်းချက်ကိုတစ်ဖက်ကလက်ခံတယ်ဆိုရင်သဘောတူညီမှုတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီသဘောတူညီမှုဒီဥပဒေတရားရဲ့နဲ့ဆန့်ကျင်မှုမရှိရပါဘူး။ဥပမာလောင်းကစားနော်မွေးစေဝါအယောင်ဝယ်ဒါတွေကဒါဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စတွေဆိုရင်တော့အဲ့ဒီသဘောတူညီမှုကဒါအလိုလျောက်ပြတ်ပြပါတယ်။တစ်ဖက်ကကမ်းလှမ်းတာကိုတစ်ဖက်ကလက်ခံရမယ်။အဲ့ဒီကမ်းလှမ်းတာကိုလက်ခံလိုက်ပြီဆိုရင်သဘောတူညီမှုတစ်ခုဖြစ်ပေါ်လာပြီ။အဲ့ဒီသဘောတူညီမှုဒီမြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ဆန့်ကျင်မှုမရှိရပါဘူး။နောက်ချက်ကကမ်းလှမ်းသူနဲ့လက်ခံသူတို့ဒီနည်းအားဖြင့်ရောင်းသူဝယ်သူပေါ့ဗျာ။အဲရောင်းသူဝယ်သူတို့ကတဲ့ဗရင်ရင်ပြုတ်နိုင်တဲ့အရေးချင်းချုပ်ငဲ့သူမဟုတ်ချင်းဆိုလိုတဲ့အဓိပ္ပာယ်ကသူကအရွယ်ရောက်ပြီးဖြစ်ရမယ်နော်ဒီစိတ်ပေါ်သူမဖြစ်ရဘူးဒီကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်ဆုံးဖြတ်နိုင်တဲ့သူဖြစ်ရမယ်ဆုံးကနောက်ကြဥပမာဆိုဗရင်ရင်ပြုတ်နိုင်တဲ့အရေးချင်းချုပ်ငဲ့တဲ့သူမဟုတ်ဘူးဆိုရင်မဟုတ်ရပါဘူးတဲ့နောက်ဆုံးချက်ကတော့အဲ့ဒီကမ်းလှမ်းခြင်းနဲ့လက်ခံခြင်းတို့မှာအဖိုးစာနာထားရှိရမယ်အဖိုးစာနာဆိုတာငွေကြေးတက်လည်းမဟုတ်ဘူးဂတိကုတ်တွေလည်းပါဝင်ပါတယ်ဥပမာပြအိမ်ကိုရောင်းမယ်တစ်ဖက်ကဝယ်တဲ့သူကလည်းဝယ်မယ်ပြောတယ်အဲ့ဒီလူနှစ်ယောက်ဒီသဘောတူညီမှုတစ်ခုဖြစ်သွားပြီအဲ့ဒီသဘောတူညီဥပဒေနဲ့လည်းမဆန့်ကျင်ဘူးမှန်တယ်တယောက်နဲ့တယောက်ကဒါအရွယ်ရောက်ပြီးဖြစ်တယ်ဉာဏ်ပြုတ်နိုင်တဲ့သူရေချင်းချုံခဲ့တဲ့သူမဟုတ်ဘူးစိတ်မနှံ့သူတွေမဟုတ်ဘူးဆိုရင်ဒါအယောင်းဝယ်အဲ့သုံးချက်နဲ့ညီလာတော့မဟုတ်ဘူးအဲ့ကြားမှာအဖိုးစာနာထားရှိရမယ်အဲ့အချက်၄ချက်နဲ့ပြည့်စုံမှသာလေဒါအယောင်းဝယ်စာချုပ်တနည်းအားဖြင့်ဗရင်ရင်မြောက်ပါတယ်တဲ့ဗရင်ရင်မြောက်တယ်ဆိုရင်ဒါဗရင်စာချုပ်ဆိုတော့ချုပ်စမှာပါဝင်သူတွေဟာဗရင်ရင်ပြုရရပါတယ်အဲ့ဒီစာချုပ်ချုပ်ပြီးသွားရင်စာချုပ်တစ်ကိုဖောက်ဖျက်တယ်ဆိုရင်ဖောက်ပြခြင်းခံရသူကဗရင်ရင်ဥပဒေပုံမှန်84ရာဒါရော်ကြီးရပိုင်ခွင့်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံတရားစီရင်တော်တစ်ခုမှာအယောင်းဝယ်ပြတ်သွားတယ်။ဆရာငွေပေးတယ်။ဆရာငွေကိုရောင်းသူကဝယ်သူကဆရာငွေပေးတယ်။ရောင်းသူကဒီအယောင်းဝယ်ကိုဆက်လက်မလုပ်နိုင်တော့ဘူးဆိုပြီးတော့ဂရိပရိညင်ကိုဖောက်ဖျက်တယ်။ဖောက်ဖျက်တဲ့အတွက်ကြောင့်မလို့ဒါဆရာငွေပေးချထားတဲ့ဆရာငွေနှစ်ဆကိုဗရင်ရင်ဥပဒေပုံမှန်84ရာပေးခဲ့တဲ့ရှင်လုံးလေးရှိပါတယ်။ဒါလေးကဒေါ်နီခော့ဒေါ်မီမီလေးနဲ့ဒေါ်အေ2001ခုနှစ်မြန်မာနိုင်ငံစင်တုံးစာမျက်နှာ259မှာလမ်းညွန်ထုံးဖွဲ့သွားပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပြည်ရင်းတွေပြုမယ်စာချုပ်တွေချုပ်မယ်ဆိုရင်ခုနကကျွန်တော်အထက်ကတင်ပြခဲ့တဲ့အချက်၄ချက်ပြည့်စုံတယ်ဆိုရင်ပြည်ရင်းပြုနိုင်တယ်စာချုပ်တွေအပြီးမြောက်တယ်လို့မှတ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်